မြင်းမကြီးစီကထွက်နေတဲ့စာမြင်းနှံကိုခံယူပြီးမိတ်လိုက်ဖို့အကဲခတ်နေတဲ့မြင်းအိုကြီးတစ်ကောင်တဘာဝရဲ့နိယာမတိုင်းမိတ်လိုက်ဖို့အချိန်တန်ပြီလားဆိုတာကိုသူ့ရဲ့ရှာနဲ့တေချာအနံ့ခံစစ်ဆေးနေခဲ့တာပါဒါပေမဲ့ဒီအခြေအနေကိုအနီးနားကတခြားမြင်းပြိုတစ်ကောင်ကရိပ်မိသွားခဲ့ပါတယ်ဒီမြင်းပြိုဟာမိတ်လိုက်ပိုင်ခွင့်နဲ့နေမြေကိုလူယူဖို့အတွက်စင်ခေါ်တဲ့မျက်လုံးတွေနဲ့သူတို့စီကိုတန်းတန်းမတ်မတ်လျှောက်လာခဲ့ပါပြီရွေးချယ်စရာလမ်းမရှိတော့တဲ့မြင်းအိုကြီးအတွက်ကတော့ဒီစင်ခေါ်မှုကိုထိတ်တိုက်ရင်ဆိုင်ဖို့ပဲရှိပါတော့တယ်ဝင်ရောက်စင်ခေါ်သူကငယ်ရွယ်ပြီးခနာကိုပုံမထွားချိုင်းပေမဲ့မြင်းအိုကြီးမှာတော့နှစ်ပေါင်းများစွာတိုက်ပွဲတွေကြားကရရှိခဲ့တဲ့အတွေ့အကြုံကောင်းတွေအပြည့်ရှိနေပါတယ်ခဏအတွင်းမှာပဲနှစ်ကောင်စလုံးအသက်လူတိုက်ပွဲဆက်ဖို့အဆင်သင့်ဖြစ်သွားခဲ့ပါပြီတိုက်ပွဲကတော့ချက်ချင်းဆိုသလိုပြင်းထန်စွာပောက်ကွဲထွက်လာခဲ့ပါတယ်တေချောင်းချန်တဲ့ခွာရဲချက်တွေနဲ့တကောင်နဲ့တကောင်အသေးလဲထိုးနှက်ကြပါတယ်မြင်းပြိုကြီးကအရှိန်နဲ့အားကိုးပြီးတိုက်ခိုက်ပေမဲ့သူ့ရဲ့တိုက်ကွက်များစုဟာလေထဲမှာပဲလွဲချော်သွားခဲ့ရတာပါဘာလို့လဲဆိုတော့တိုက်ပွဲကျွမ်းကျင်တဲ့မြင်းအိုကြီးကတိုက်ကွက်တိုင်းကိုပါနဲ့စွာနဲ့ရှောင်ကွင်းနိုင်ခဲ့လို့ပါပဲဒါတင်မကပဲမြင်းအိုကြီးဟာစင်ခေါ်သူမြင်းပြိုလေးရဲ့အားနည်းချက်တွေကိုမိယာမရာအထိနာစေမဲ့ဒဏ်ရာတွေဆက်တိုက်တုတ်ပြန်ရိုက်နှက်ခဲ့ပါတယ်ဒီတိုက်ပွဲကတော့တိတ်တော့မချလိုက်ပါဘူးထွားချိုင်းပါတယ်ဆိုတဲ့မြင်းပြိုလေးဟာအတွေ့အကြုံရဲ့မြင်းအိုကြီးရဲ့အရိုက်နှက်ကိုအလူးလဲခံလိုက်ရပြီးနေမြေတွေကနေအမိကုတ်ကအဝေးကိုထွက်ပြေးသွားခဲ့ရပါတယ်ဒီလိုအသက်နဲ့ရင်ပြီးရယူခဲ့တဲ့အောင်ပွဲကြောင့်မြင်းအိုကြီးဟာမိတ်လိုက်ပိုင်ခွင့်နဲ့အတူသူ့ရဲ့သွေးဆက်မျိုးဆက်တစ်ကိုဆက်လက်လက်ဆင့်ကမ်းခွင့်ရရှိသွားခဲ့ပါတော့တယ်